ကိုနေနာကိုဘလို့အသုံးပြုကိုပြင်နေရဆိုတာလေးကိုသိရဖို့ဗီဒီယိုလေးကိုအဆုံးထိတူကြည့်လိုက်ကြရအောင်အရင်ဆုံးတန်ကြီးတွေအယောင်မနီတာတွေကိုတေချာလေးချုပ်မယ်ပြီးရင်ခန်းစည်းလေးတုံးမယ်အနောက်ဘက်မှာလူဝင်မောင်းနဲ့ဘေးဘက်မှာပတင်းပေါက်လေးတွေဖောက်မယ်ကားတွေပြည့်တက်မယ်အပြင်ဘက်ကိုအိမ်ပုံစံနဲ့တူအောင်သူသားလှနဲ့အပြည့်ကတ်မယ်အပေါ်ဘက်ကိုလည်းအိမ်အမိုးပုံစံလေးဖြစ်အောင်ပြင်ဆင်လိုက်မယ်ဘေးဘက်လည်းမှာကြောက်စလစ်ခဲအဖြူလေးတွေကိုချထားမယ်ပန်းအိုးလာတွေထားမယ်အတွင်းဘက်ကိုလည်းတန်ရှင်းလုံးမယ်နေရန်ညီသွားအောင်ပလတ်စတစ်အထူကို၄ဘက်၄ရန်အပြည့်အုပ်မယ်အပေါ်ကနေသူသားပေါင်အပြည့်ရိုက်မယ်၄တောင်ခွက်လေးတွေတဲ့အပူခံဖို့နဲ့အတန်လုံးဖို့ကို glass ဟိုးတွေထည့်မယ်အလင်းအောင်ရဖို့နဲ့အသုံးပြုဖို့မီးကြိုးတွေကိုအတွင်းမှာမြုပ်ပြီးတော့ထည့်မယ်ကျမ်းပြင်မှာပါကေးခင်းပြီးဘေးဘက်နေရာတွေမှာဗနိုင်းဖလော့အလှတွေခင်းမယ်အပေါ်မင်းနဲ့ချက်မှာလည်းအလှဗနိုင်းများတွေကတ်မယ်မီးလှလေးတွေထည့်ပြီးခုံနှန်းရှည်လေးတွေကိုခင်းလိုက်တဲ့အခါမှာတော့သေသက်လှပတဲ့ချွေးထုတ်ကန်းလေးအနေနဲ့ရုံလုံးပေါ်သွားပါပြီအားလုံးကိုကျေးဇူးများတင်ပါတယ်